ဒီလူသက်သမားဟာအေးစစ်စစ်ပဲသူ့တနက်ထဲကိုကြည်စံဖြစ်ပြီးလက်ထဲကအန်စာတုံးလေးကိုပစ်လိုက်ပါတယ်။အန်စာတုံးမှာနံပါတ်1ပေါ်လာတာကြောင့်ပြစ်မှတ်ကိုကြည်တထောင်နဲ့အပြက်ရှင်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာဘာမှမတွေးတော့ပဲတနက်ကိုမြောက်လေးဦးတီယာကိုတွက်ချက်ပြီးမောင်းခလုတ်ကိုဆွဲညှစ်လိုက်ပါတယ်။ကြည်စံဟာလေထုကိုခွဲထွက်ပြီးအရှိန်နဲ့ပြေးထွက်သွားပေမဲ့ရလက်ကတော့ထင်မှတ်မထားတာဖြစ်နေပါတယ်။ပြစ်မှတ်ဖြစ်တဲ့လူပင်ဟာဘာမှမဖြစ်ပဲလွတ်မြောက်သွားခဲ့ပါတယ်။ကြည်စံလွဲချော်သွားတဲ့တခဏအတွင်းမှာတင်အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်။တခြားကြည်စံတထောင်ကလူသက်သမားရဲ့ရင်ဘတ်ကိုဖောက်ဝင်သွားပါတယ်။သူဟာအံ့အားသင့်စွာနဲ့နောက်လှည့်ကြည့်လိုက်တဲ့အခါအဲ့ဒီမှာဒိုင်ဆူကေးဂျီကန်းရှိနေတာကိုတွေ့လိုက်ရပါတယ်။ဂျီကန်းကတော့တေးနေပြီဖြစ်တဲ့သူပါစဉ်းစားဖို့အချိန်မပေးပဲဂျီကန်းကနောက်ထပ်တစ်ချက်ထပ်ပစ်လိုက်ရာလူသက်သမားရဲ့ဒူးကိုထိမှန်သွားပါတယ်။သူဟာအယမ်းဇဝေဇဝါဖြစ်သွားပါတယ်။သူကိုယ်တိုင်ဂျီကန်းကိုတတ်ခဲ့တာမဟုတ်ဘူးလား။ဒါဟာတရေ6တာလား။သူ့စိတ်ထဲမှာအဖြေရှာမရခင်မှာပဲလူပင်ရဲ့အတန်ကသူ့ရဲ့နှကြက်ထဲကနေထွက်ပေါ်လာပါတယ်။အဲ့ဒီအချိန်ကျမှအားလုံးကိုသဘောပေါက်သွားပါတော့တယ်။သူဟာအလိန်ခံလိုက်ရတာပါအစကတည်းကဂျီကန်းဖြစ်ခံရချိန်မှာလူပင်ကတခုခုထူးဆန်းနေတယ်ဆိုတာကိုရိပ်မိခဲ့ပါတယ်။ဒီမျိုးထဲမှာစောင့်ကြည့်ကင်မရာတွေအပြည့်ရှိနေတာကိုလူပင်ကသတိထားမိခဲ့ပြီးဒီလူသက်သမားဟာသူ့ရဲ့မျက်လုံးတွေကိုစောင့်ကြည့်ရေးစနစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတယ်ဆိုတာကိုခံမှန်းမိခဲ့ပါတယ်။ဒီစွမ်းရည်ကြောင့်ပြစ်မှတ်တွေကဘယ်မှာပဲပုံသူကမြင်နေရတာပါ။ဒါပေမဲ့အဲ့ဒါကပဲအားနည်းချက်ဖြစ်သွားပါတယ်။လူပင်ကမျိုးရဲ့စောင့်ကြည့်ရေးစနစ်ကိုတိတ်တဆိတ်ဝင်ရောက်ထိန်းချုပ်ပြီးလူသက်သမားမြင်နေရတဲ့ရုပ်တံတွေကိုစက္ကန့်ဝက်လောက်နောက်ကျအောင်လုပ်ထားလိုက်ပါတယ်။ဒါကြောင့်သူမြင်နေရသမျှဟာအတိတ်ကအမှားယွင်းပုံရိပ်တွေသာဖြစ်နေပါတော့တယ်။ဂျီကန်းကိုပြစ်လိုက်တယ်လို့ထင်ခဲ့တဲ့အချက်ကလည်းတကယ်တော့မဖြစ်ခဲ့ပါဘူး။ဒါဟာရိုးရှင်းပေမဲ့တေလောက်အောင်ပြင်းထန်တဲ့လှည့်ကွက်တစ်ခုပါပဲ။သူဟာအရှုံးကြီးရှုံးသွားပြီဆိုတာသိလိုက်ရတဲ့အခါလူသက်သမားဟာသူ့ရဲ့တနက်ကိုချလိုက်ပါတယ်။သူဟာအသက်ကိုပြင်းပြင်းရှူရင်းဂျီကန်းကိုစိုက်ကြည့်ကသူ့ရဲ့နောက်ဆုံးဆန္ဒတစ်ခုကိုတောင်းဆိုလိုက်ပါတယ်။အဲ့ဒါကတော့မြန်မြန်ဆန်ဆန်ပဲတက်ပေးလိုက်ပါဆိုတာပါပဲ